9 ပါပါ9 တန်းသမီးလေးဟာဒီပြိုင်ပွဲကိုအရင်တော့ဘာတချင်းနေနဲ့ဘာစုတွေရခဲ့လဲပြိုင်ဘူးလေသမီးဒီပြိုင်ပွဲမှာလမ်းမရဲပေးဆိုတဲ့တချင်းလေးနဲ့တတိယဆုရရှိခဲ့ပါတယ်လမ်းမရဲပေးဟုတ်ဒီဂီတာတကားလေးအစီအစဉ်မှာဒါဆုရဘူးတဲ့သမီးငယ်တွေပေါ့ထူးချွန်တဲ့လူတွေကြီးပဲတကယ်ပြိုင်နေပွဲဖြစ်သွားပြီနော်ဟုတ်ပါပြီအဲ့တော့သမီးလေးဒီဘက်ကသမီးလေးနာမည်လေးလည်းပြောပြပါအောင်ခင်ပြောပါဦးအားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကတော့မယွန်းနဲ့တီတင်းလို့ခေါ်ပါတယ်ဟုတ်ပြီသမီးပဲအကြောင်းမှတက်ပြီးဘယ်နှစ်တန်းတော့သမီးကတော့အထကကပုဒ်ထားမှာတက်ပြီးတော့9 တန်းတက်နေပါတယ်သူလည်း9 တန်းပဲကိုရဲကြာ9 တန်းအရွယ်လေးနဲ့တနင်္ဂနွေလုံးကိုအနုပညာနဲ့ဖြောပြနိုင်တဲ့အရေးချင်းဟုတ်ကဲ့ချီးကျူးရမှာဗျာနော်ဟုတ်ပါပြီအဲ့တော့သမီးတို့2 ယောက်ဂယူးဆိုင်တော့ဆမ်မွဲကြီးကနီးပြီသူတို့2 ယောက်ပေါင်း10 တန်းလေသူတို့2 ယောက်ပေါင်း10 တန်းဆိုတော့ဒီဗျာနော်9 တန်းရွယ်လေးနဲ့ပြိသက်ကိုဖြောပြနိုင်ပြီပြိုင်ပွဲဝင်နိုင်ပြီဟုတ်ပါဗျာဦးရိုင်း9 တန်းတော့ဒီချိန်မှာမိုးရွာတဲ့ဖင်တုံးလုံးရေချိုးတုံးပေါ့ရှောက်ပြီးတန်းဘာတော့ဒုက္ခပဲအဲ့တော့သမီးလေးကဘယ်သချင်းနဲ့ဘယ်ချိန်တုန်းကပြိုင်သွားပြီးတော့ဘာတွေရခဲ့လဲပြောပါဦးသမီးအရင်လိုပဲအရင်တိုင်းပဲနဲ့ဒုတိယဆုရခဲ့တာပါဟုတ်ပါပြီဗျာအရင်လိုပဲအရင်တိုင်းပဲအရင်တိုင်းပဲမပြောင်းလဲရတော့ဦးရိုင်းပါပဲဟုတ်ပါတယ်ဒီတိုင်းပဲငငယ်တုန်းကအတိုင်းပါပဲကဲအခုကတော့မြင်ရသေးတယ်သမီးလေးတို့2 ယောက်ကဲဟုတ်ပါပြီသမီးတို့2 ယောက်ပြိုင်ကြတယ်အခုရောဘာသချင်းနဲ့ပြိုင်ပါလဲခု2 ယောက်ကအခုအသေးခွဲပြင်မဆိုတဲ့တချင်းလေးနဲ့ရှင်ပြိုင်ပြီးတော့တေးရရတော့ဆရာစိုးလွင်လွင်ဖြစ်ပြီးတော့တေးဆိုရတော့မမဖြူကျော်သိန်းနဲ့အနီမေခလာတို့ဖြစ်ပါတယ်ဟုတ်ပါပြီဗျာကဲအဲ့တော့အကောင်းဆုံးဇုံတွဲဆုရပါစေလို့ဦးတို့နှစ်ယောက်ကဆုတောင်းပေးပါဗျာပြေးစင်းနဲ့ပြပါရှင်ဟုတ်ပါပြီခင်ဗျာကဲစတင်ပြိုင်ပါတော့โอเคChoke
ကဲသမီးလေးတို့ဆိုတာအင်မတန်မှဟလာတက်ဝင်လှုပ်ရှားပါတယ်ကွယ်အတန်လေးတွေလည်းအင်မတန်မှကောင်းကိုယ်ရင်ဆိုတဲ့သချင်းနဲ့ဟုတ်ကဲ့သူတို့ရဲ့အရှင်တွေကလိုက်ဖက်ပါတယ်ဗျာဟာလိုက်ဖက်ပါတယ်ဝက်စားလည်းရွေးချယ်ပြီးဝက်လာတာကွာတကယ်ကွက်တီပဲဒီသချင်းဆိုဖို့တော့ဒီဝက်စားကိုရွေးပြီးတော့သူတို့ဝက်လာတာကျွန်တော်တော့အားလုံးထဲမှာဟိုတနေရာပို့သဘောကျဖဲနားလေးတွေဟာဆိုနေရတယ်သချင်းဆိုနေနေတော့ဒီတဲ့ဟာလေးတော့မထည့်လိုက်သေးဟဲ့လားနော်အဲ့တော့သမီးလေးတို့ဒီအကကွက်ကလေးတွေပေါ့နော်ဒီဟာလေးတွေကိုသမီးတို့ဘယ်လိုလုပ်ပြီးထွင်သမီးတို့ထွင်တာလားဘယ်သူကသင်ပေးတာလဲပြောသမ်းပါဦးသမီးတို့က TV ရဲ့ကြည့်ပြီးတော့မမပြပြကျော်သိန်းနဲ့ anime လာရိုးလုပ်တယ်လို့ကိုယ်တိုင်လိုက်လုပ်တာဖြစ်ပါတယ်ဟာအမြင်နဲ့တတ်တာဗျာကဲ TV တွေကမမပြပြကျော်သိန်းတို့ရဲ့ကတာကိုကြည့်ပြီးတော့မှဟလားသူတို့အိမ်မှာလေ့ကျင့်တယ်ပေါ့လေဘယ်နှစ်ရက်လောက်လေ့ကျင့်အောင်ပြောသမ်းပါဦးတပတ်လားဟုတ်ပါပြီဗျာကဲဒါကတော့ငငယ်လေးကကြည့်နော်ဒီရွယ်လေးကတချင်းတွေကိုလည်းဝါသနာပါတယ်တိုင်ပွဲတွေမှာလည်းစုတွေရတယ်ဟုတ်ပါဗျာဇာတိပြဟုတ်ပါဒါကြည့်တာနာမည်ကြီးဆိုရဖြစ်ဦးမှာဖြစ်မှာကိုရိုင်းငငယ်ကလည်းဇာတိပြတယ်ဟုတ်ပါတယ်ခင်ဗျာခြေတို့ကလည်းကန်ပြီးစော်တာသူ့ဖေကပြောတယ်ဟောကိုရိုင်းတော့ဆရာဝန်ဖြစ်မှာပဲပေါ့ကြီးတော့ဆရာဝန်လားဝက်ရီထိုးတာကြက်ရီထိုးတာဖြစ်သွားတယ်ဘယ်နဲ့ဝက်ရီထိုးတာကြက်ရီထိုးတာဖြစ်ဆရာဝန်ဖြစ်တယ်ပြောပါဒုက္ခပဲကဲအဲ့ဒါငါသမီးလေးတွေနော်အကောင်းဆုံးအထူးဆုံးတွဲစုကိုရပါစေလို့နော်ဆုတောင်းပေးပါလေဗျာပြည့်စုံနေပြပါစေရှင်ဟုတ်ပါပြီခင်ဗျာကဲကြွားပါရပါပြီကဲကိုကြီးနော်ပထမဇုံတွဲကတော့ဖွေစော်ဦးအနေနဲ့တော့ဟလာလက်စွမ်းနေ